Redford အတွက်ပြောင်းရွှေ့ခြင်းရိုတန်း30ကို3နှစ်အရေးကြားနဲ့ခွဲပေးမယ်ဆိုပြီးမန်ယူကိုကမ်းလှမ်းလိုက်တဲ့ဖော်မင်းအောင်ငမွဲဘာစီလိုနာပရိသတ်များအားမင်္ဂလာပါများ Acres Sports ဆောင်ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါတယ်စပိန်နယ်ကြီးသတင်းဌာနမန်တိုဒီပိုတီပိုရဲ့ဖော်ပြချက်အရဘာစနာအသင်းဟာမန်ချက်နယ်တက်ကနေငှားနဲ့လာရောက်ကစားနေတဲ့မှာကက်ရက်ဖို့ကိုပြီးသက်ခေါ်ယူဖို့ဆုံးဖြတ်လိုက်ပြီလို့ဆိုပါတယ်ဒါပေမဲ့ပြဿနာကအဲ့မှာစတာပါပြောင်းရွှေ့ခြင်းရိုတန်း30ကိုဘာစနာကတပြိုင်တည်းတည်းမွေမရှင်းနိုင်ပါဘူးတဲ့သူတို့ရဲ့နာမည်ကျော်ဗန်တိုင်းစီးမြင့်အကျက်တဲ့တောင်တနစ်ကိုယူ10တန်းနှုန်းနဲ့3နှစ်အရေးကြခွဲပေးမယ်လို့ကမ်းလှမ်းလာတာပါဘာလော့ကာရဲ့ကနဝင်အသင်းကြီးတစ်သင်းကလူဝဲတာဟာလာကစားဝန်ထမ်းတယောက်လာစာထုတ်ရမှာအိမ်သုံး TV ကို Home Credit ကနဲ့အရေးကြသွားဝယ်နေတယ်လို့ဖြစ်နေပါတယ်ကမ္ဘာဘောလော့ကာမှာဘာစနာဆွာကအရင်တုန်းကတော့တထေးကြီးကနဝင်အသင်းကြီးပါဒါပေမဲ့အခုလက်ရှိအချိန်မှာတော့သူတို့ရဲ့အခြေအနေကအပြင်ပန်းမှာတော့တိုက်ပုံဝင်ရွှေစဲကျိုးအတူကြီးဝယ်ဆွဲထားပေမဲ့အိတ်ကတ်ထဲမှာတော့လက်ဖေးပိုးတော့မရှိတဲ့ဖုံမင်းအောင်အနေထားကိုရောက်နေပါပြီကမ္ဘာအဆင့်ကလပ်အသင်းကြီးတစ်သင်းကယူတန်း34ကိုတစ်နှစ်10တန်းစီ3ကခွဲပေးမယ်ဆိုတော့တကယ်ကိုရက်ွက်ထဲကဖုန်းဆိုင်မှာ iPhone အဟောင်းလေးတစ်လုံးကိုလာကိုရင်ပေးပါမယ်အခုလောလောဆယ်တောင်းရင်ယူထားပါဆိုပြီးမျက်နှာပူပူနဲ့သွားပြောနေတယ်လို့ဖြစ်နေပါပြီတခြား Premier League အသင်းတွေ Real Madrid လိုအသင်းတွေကယူတန်း80တန်း100လောက်ကိုတော့မျက်တောင်မခက်ပဲပေါက်ချနေကြပါဘာစနာဥက္ကဋ္ဌလာပေါ်တာကတော့ကနန်းပေါက်ဆက်လေးကင်ပြီးဒီနေ့10တန်းနောက်နေ့10တန်းလို့လက်ချိုးရေတွက်နေရတာဟာဘာစနာပရိသတ်တွေအတွက်တော့ခေါင်းမော်အဝေးချုံပြီးလမ်းလျှောက်ခြင်းစရာကောင်းလောက်အောင်မျက်နှာမဖော်ရဲတဲ့ဘဝကိုရောက်နေပါပြီ။ဘာစနာအသင်းရဲ့အဆိုးအဆုံးအချင်းကပတ်စံမရှိတာတခုတည်းမဟုတ်ပါဘူး။သူတို့ရဲ့ဖက်ခွက်စားစိတ်တဲ့ကြီးပါပဲ။အသင်းကိုလာသမျှကစားသမားတိုင်းကိုငါတို့အသင်းကသမိုင်းချောင်းကြီးမားတယ်။ဒါကြောင့်မင်းတို့လာစာရှော့ယူပါဆိုပြီးအမြဲတမ်းမျက်နှာပြောင်တိုက်လေးရှိပါတယ်။ဘာစနာကိုသွားကစားတယ်ဆိုတာနာမည်ကြီးဘလော့ဂါတယောက်ကစားတောင်းဆိုင်မှာလာစားပြီးပတ်စံမပေးတော့ဘူးနော်။ခင်ဗျားဆိုင်ကို page မှာတင်ပေးလိုက်မယ်လို့မျက်နှာပြောင်တိုက်သွားသလိုပါပဲ။ Redford အနေနဲ့ဒီချက်ကိုထူးသတိထားတင်ပါတယ်။ United မှာတပတ်ကိုပေါင်3သိန်းကျော်ရခဲ့တဲ့သူဟာဘာစနာကိုရောက်ရင်လာစာနဲ့ရှော့ပါအောင်ဆိုရင် Frankie De Jong တို့ကြုံခဲ့ရတဲ့ဂုံးစစ်မဲ့ဇလန်းအနေနဲ့တေချာပေါက်ရင်ဆိုင်ရမှာပါ။လာကချိုရဲ့ရောက်ရင်ပတ်စံအစား Spotify Premium 6လစာကလေးတကက်နဲ့ Tapas Spain 3စာအလကားစားခွင့်ကိုပုံလေးပဲရလာနိုင်တဲ့အခြေအနေမျိုးမို့ Redford အနေနဲ့ခုကလေးကစိတ်တဲ့ကြိုတင်ပြင်ဆင်ထားတင်ပါတယ်။ဒီပြောင်းရှင်းမှာတနာရဆုံးက Manchester United ပါပဲ။ Redford ကိုတင်ကနေအများဆုံးရှင်းထုတ်ချင်နေတာမှန်ပေမဲ့ဘာစနာလိုငမွဲစီကနေအရေးချတဲ့ရောင်းရတာဟာ United အတွက်တော့ခေါင်းခဲစရာအကျွေးစင်းကြီးတစ်ခုဖြစ်လာမှာပါ။ဒါအကျွေးနဲ့လုံးဝမဆက်တက်တဲ့ရက်ွက်တွေကလူလေကြီးကိုပတ်စံချေးလိုက်မိတယ်လို့ပါပဲ။ပရမနဲ့10တန်းတော့ပေးကောင်းပေးပါလိမ့်မယ်။ဒုတိယနေ့ကျတော့လာဘော်တာကအကူရဒီနေ့မိုးလေဝသမကောင်းလို့နောက်နှစ်မှပေါင်းဆက်ပါမယ်ဆိုပြီးပတ်ရှောင်နေမဲ့အနေအထားမျိုးဖြစ်မလာဘူးလို့ပြောလို့မရပါဘူး။ United အနေနဲ့ယူတန်း30ကို3နှစ်ဆောက်ပြီးယူမဲ့အစား Redford ကို sorry ကလပ်တစ်ခုခုစီအထုပ်ပိုးပြင်ပြီးလေဆဲအရောက်လိုက်ပို့လိုက်ရင်တော့မွေသားချက်ချင်းရနိုင်ပါသေးတယ်။အခုတော့ဘာစနာနဲ့အလုံးလုံးပြီးတော့ United ရဲ့စင်းကိုင်ဌာနကလူတွေလည်းအကျွေးတောင်းတဲ့ဖုန်းတွေဆက်ရလုံးလို့ဖုန်းပေပို့ကုန်မဲ့အနေထားပါ။ Redford ဘက်ကကြည့်ရင်တော့ဘာစနာအသင်းငမွဲပဲဖြစ်ဖြစ်လာစာပဲရှော့ယူရမန်ယူကိုလုံးဝပြန်မလာချင်တော့ပါဘူး။စားမနဲ့အကလပ်အသင်းကြားသဘောတူညီမှုရရှိထားတယ်ဆိုတာအံ့ဩစရာမဟုတ်ပါဘူး။စပိန်ကနှွေးထွေးတဲ့နေအောင်ကြီးအောက်မှာဘာစနာလိုဖီအားနည်းနည်းရော့သွားတဲ့နေရာမှာစက်နေခြင်းနဲ့သူ့ရဲ့ဆန္ဒကတိတ်တော်လည်းမထူးဆန်းလာပါဘူး။ဒါပေမဲ့အဲ့နေအောင်ကြီးကလာစာမွေဖျက်တောက်ခံရတဲ့အခါမှာလည်းစပီးနှွေးထွေးနေပါမလားဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်ကြောင်းပါရှိဂုံးမဲဆင်းနေနေတဲ့ငမွဲဘာစနာနဲ့ပတ်သက်လို့ညီကိုတို့ကတော့ဘယ်လိုမြင်ကြလဲပြောပေးခဲ့ကြပါဦးအစောင်းလေးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ